Ma aje Pongi do miesi Pareta do miesi ne Mamie ade O si Jiao wa san mi Adi ma Lu za gu Andare phisi dade Ajiang chen ya Lekhana Tukhu gu Ma kaung do bi Ma kaung do yang Ma kaung do dan Ma kaung do Andare shi ga Nụ bè dâu tình xuyên lên biệt đệ À sau à ôn tăng Hoài tăng Mì tăng Tama na Tama ta Ti ma tamu hana na Lu khổ đệ Piên nhá đồ Ana đế thana đồ Kama hòa sa nè Đi nè mi bò mà shi nè đệ Ê nuôi à sau à ôn nuôi À lùng Phong nhi đồ tăng xuyên mà bà Thu đi ya ở trênရောက်တဲ့အခါကြတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တဲ့ဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထတဲ့ကြအောင်အာဟုသောပုဂ္ဂိုလ်မသုံးမနဲ့တပိတော်သံဃာဟုငဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပိတော်သုံးမမယ်ဗျာနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓသာသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမ္မတာသမ္မာနာသံဝါစာဧကုပောသေထာယတိသံဃတပတ္တကံလံသံဃောတံသီမံသမုဟနေယသမနာသံဝါသံဧကုပောသေထံဧသာညတိသုနာတုမေဗန္တိသံဃောယာသာသံဃေနသီမာသမ္မတာသမ္မာနာသံဝါစာဧကုပောသေထာသံဃောတံသီမံသမုဟနတိသမ္မာနာသံဝါစာဧကုပောသေထံယသာယသမတောခမတိဧတိသာသီမာယသမ္မာနာသံဝါစာယဧကုပောသေထာယသမုဂ္ဂတောသောတုံနှသာယသာနေခမတိသောဘာသေယသမုဟတာသာသီမာသံဃေနသမ္မာနာသံဝါစာဧကုပောသေထာခမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုအဲ့ဒီကမ္မောကသမာနာသံဝါစာဆိုတာသမာနာအတူတူသံဝါစာနေထိုင်ရတဲ့နေရာမှာယတနာသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမှုမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှ
အကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဒီတခါဖတ်မဲ့ကာမဝါကြတော့ပညာချက်ကသူ့ထဲမှာတက်ရိုက်ပါတယ်ဣမံအာရမံလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်အာရမဆိုတာပါဠိတွေမဂ္ဂဒတွေအာရမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ဘောနောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ရင်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါတတ္တနံဗုဒ္ဓနာတတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကတတ္တနာခုနှစ်စုတဲ့ဝိပသိသိခိဝိသဗုကာကုသံခောနာဂုံကတ္တပဂေါတမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွယ်ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကံမဝဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖေဟာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှားပြီးတော့အောင်လန်းဒီတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာတို့နားလည်ပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲ့လင်းလွာကြိုတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနှမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘာနာဂသင်္ခွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဣမသမိန်အာရာမေဣမသမိန်ခေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝသတ္တနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညထားပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျဉ်းအန္တရာယ်ကကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တဲ့ဆယ်ပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်
နာကြားကြရအောင်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရေယဣမသမေအာရာမေဣမသမေဂေဟေဝသတံဘယဝိနာသာယသဗ္ဗပရိသယဝိနောဒနာယသာသုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေဂေဟေဝသတံဘယဝိနာသာယသဗ္ဗပရိသယဝိနောဒနာယသာသုဝိဟာရာယယတာယသမတောခမတိဣမသာအာရမသာဣမသာဂေဟသာသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကသာပရိတ္တသာဒါနသာလေနသာပရာယနာသကရဏံသောတုံနှသာယတနေခမတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခမတိသံဃရတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနဲ့တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုဒ္ဒန္တိကပရိဒ္ဓမေဆက်ရွတ်ဖတ်တရေစေနာကြားကြရအောင်သမန္တာသက္ကဝါလိသူအတ္တရာကိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏန္တုသက္ကမောခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာ
Namo tassa bhagavato arahato samma sambuddhassa Namo tassa bhagavato arahato samma sambuddhassa Namo tassa bhagavato arahato samma sambuddhassa Yatha nubhavato yekha Nevadasanti Vedana Yami Siva Niyonsanto Ratindiva Madandido Sukhan Supati Saudo Sapapankisi Nabasati Eva Madi Gunupe Tamparaitan Tampanamahe Karaniya Madha Kudalina Yanta Santampatan Abhidhamesa Lego Uzusa Suzusa Suwaso Sasamudu Nadimani Nando Zagosa Subarosa Abhagesosa Sanahuga Odi Sandindariyosa Nibagosa Abhagabo Kule Swananu Gaido Nasa Khodama Sadikinsi Yena Vinyu Pari Upavadiyo Sukhi no wa Khimi no Hundu Tabasada Bundu Sukhi Dada Yeke Sipana Buddhati Dasawa Tawarawa Nawaseda Tigawa Yewa Mahanda Mesima Rataka Anuga Thula Deta Yewa Deta Yewa Dure Vasanti Avidure Buddha Sambhawe Siva Sabasada Bundu Sukhi Dada Nabaro Parani Kobeta Nadi Meni Takadasi Nagensi Pyaro Sanapatiga Senya Nenya Menya Sadukha Mesiya Mata Yathani Buddha Mayusa Eka Buddha Manuraki Evam Visava Buddhe Sumanasam Bhavaye Aparimanam Omidesa Savaloka Samai Manasam Bhavaye Aparimanam Odhanadosa Diri Yansa Sambara Avirama Sabadam Teta Sarani Sainova Sayano Yavadasa Vida Medo Etan Sate Adeti Yabhyama Medan Vihara Meda Mahu Tete Sa Anubhagama Silavadathane Na Sambano Kame Suwiniya Gedan Nahisa Dukkhapaseya Punariti Bodhitam Bodhi Sambhari Nibbadam Uddha Satiyam Yasati Senada Veki Mahasatam Vivisayi Theyarata Saripauddhata Lokanathi Nabhasitam Kabadhaye Mahade Samparaitam Tampanamahe Adi Loki Vilaguno Thisanso Seya Nodaya Tena Thisena Gahami Thisagiriya Manodaram Avisitawa Dhamma Balansaritava Bhubhati Zine Thissa Balamodaya Thissa Giriya Makasaham Tandi Bhaka Abadana Tandi Bada Avinsana Mata Pita Sanekhanda Zata Veda Pategama Saha Thisse Katime Shama Pisalito Sikhi Viseti Sola Sakari Zani Udakam Padawa Yatha Sikhi Thisse Na Me Samo Nati Esa Me Thissa Parami
တိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိသတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက်ခါတောဘဂဝတာဓမ္မောသန္တိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆတံဝေဒိတာဘောဝိညူဟိသောပฏิပန္နောဘဂဝတောသာဝကသံဃောဥဇုပฏิပန္နောဘဂဝတောသာဝကသံဃောညာယပฏิပန္နောဘဂဝတောသာဝကသံဃောသာမိစိတ်ပฏิပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောတက္ခိနေယောအင်္ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာဧဝံဗုဒ္ဓံတတ္တံဓမ္မံသံဃိသဘိက္ခဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိသတိယံဒုန်နိမိတ္တံဝမေကလင်္သာယောသမနာဘောသကုဏသသတောပါပေကဟောဒုသုပိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုနိမိတ္တံအဝမင်္ဂလင်္သာယောသမနာဘောသကုဏသသတောပါပေကဟောဒုသုပိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယန္တုနိမိတ္တံဝမင်္ဂလင်္သာယောသမနာဘောသကုဏသသတောပါပေကဟောဒုသုပိနာအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဂௌတရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရေကင်းလူသူပရိသတ်တစုတို့အားသဗ္ဗရာနေယောညမအခါခသိဘဝတုတနေတခြားအကျိုးများဖို့တိုးပွားပြည့်စုံပါစေသဗ္ဗဒေဝတာအလုံးစုံအရာရာနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာပုံမဆုယုတ်ကသို့အာကာသဆုသတ္တုလောကပါလာတရားဗျမများစွာသောနတ်ဗျမအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်တရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗဒါနေယောညင်မအခါခသိရက္ခန္တုကောင်းစွာမသွေဆောင်နိုင်ကြပါစေကုန်သတည်း
သာဘာဗုဒ္ဓနုဘာဝေနာ၄သင်္ချေနဲ့ကဘာတသိရှစ်သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိန်းပြည်သာလုံလကြီးစွာဒါနာပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလားအမြတ်အားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာတိကသတ္တာတိကဝရိယာတိကအမိယပြီးလျင်ခင်္ဃသက်လုံးနဲ့အမြပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့၏တကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနအလုံးစုံသောမတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယသာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိဋကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်84,000ကျမ်းကုန်အောင်တို့ဤတကုတေဇောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာမဲ့၌တည်သောပုဂ္ဂိုလ်4ပါးထို၌တည်သောပုဂ္ဂိုလ်4ပါးဤ8ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောဂလံဧကသာဝကမဟာသာဝကအတိတိ8ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့၏တကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဝါသဗ္ဗသံဃာနုဘာဝေနာလေးစိပေသလာသိက္ခာကာမသေလဝန္တာကုဏဝန္တာပညာဝန္တာဂရုကာရဝဖြစ်တော်မူကြကုန်သောအရိယာနွယ်ဝေသမုဒိထေအရှင်တို့၏တကုရှိန်စောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇာတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုတ္တဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိန်သာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိသတိဗယာစ25ပါးသောဘေတို့သည်၎င်းသောလသဥပါဒဝါစာ16ပါးသောဥပါဒဝါတို့သည်၎င်းပင်စဝေဒီစာ5ပါးသောယံတို့သည်၎င်းတသဒန္တာစာ10ပါးသောဓာန်တို့သည်၎င်းအထဒေါသစာ8ပါးသောအပြစ်တို့သည်၎င်းနာနာပယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်း
ဝိနာသံပြောက်ပြဲခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်းလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေကြောက်တမကြောက်တနှရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေမြင်မမြင်နှရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေကြည်ငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေစူကြုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေကင်းစင်ဝိငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတေအကျင့်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပုရန္တိဖြစ်ကျင့်ကြကုန်၏သောဒီဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘယ်အခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိသုဘဗတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာသန့်ရှင်ကောင်းသောအိယာမထရခြင်းပေတိသူခဏောကျုံလာဆိုင်ရခဏတိုင်းမှာအကောင်းကြည်သာတိသူမူဟုတ်တော်စမူဟုတ်တိုင်းမှာအကောင်းကြည်သာတိယသမိန်တိဝတေအကျင့်သူစရိုက်ခြင်းရာနေအခါ၌ဗျမ္မာစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ယေထံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူယေထံအပြေကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထိုကြောင့်ကာယကမ္မထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာတိဝါစာကမ္မထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြီးသာတိမနောကမ္မ
ထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်တေတုံမေထိုသင်တို့သည်အတ္တလတ္တရအသောကောင်းကျိုးရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သဗ္ဗေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါသေးကုန်သတည်းသာဓုသာဓုယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဒမဆက်လက်ရွတ်ဖတ်တရစပြီးပြီအိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရာလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရာမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်တင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရစေသုတ်တင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရေကကာမဝါစာနဲ့လည်းရွတ်ဖတ်တရစေပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သရတရားနဲ့အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တကားများရဲ့ဧရိယာကကျဉ်းကျဉ်းလေးပါအကုန်လုံးဘေးကင်းတယ်ရန်ကင်းတယ်အန္တရာယ်ကင်းတယ်လို့နားလည်ပါဘေးရန်ကင်းရင်ကတော့ဒီတိုင်းနေလို့ကတော့မကင်းတတ်ဘူးတခုခုလေးတော့ဆောင်းထားရဘုန်းကြီးတို့ကျောင်းသားတွေဘဝတုန်းကဂျပန်ခေတ်မှာစက်တင်နတ်တွေဘုံနေထဲမှာပြေးလွှားနေရတာနော်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ပါးတည်းရလေရင်မြန်နေလာပြီးအထက်ကဝဲကုန်ပြီဆိုရင်အရဟံ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 နဲ့အမြဲတမ်းရွတ်နေရတာကိုယ်ရှိပဲမြင်နေတာပါပဲပြေးကြလွှားကြစက်တင်နတ်တွေမှန်ဘုံနေတခါတည်းချလိုက်လို့တကယ်တည်းမြေရှာဘုံနေချလိုက်လို့လူတွေထိခိုက်သွားနေတာဆိုတာလဲကိုယ်ရှိပဲမြင်နေရတာပါပဲအဲ့ဒီလိုဘေးတွေရန်တွေအန္တရာယ်တွေကနေပြီးတော့
လွတ်လာတာအခုဘုန်းကြီးတို့အသက်90ကျော်ပြီအဲ့ဒါတော့ခမည်းတော်လည်းအမှတ်တမဲ့မနေကြနဲ့စောစောကခမည်းတော်ကြားလိုက်တယ်မဟုတ်ဘူးလားခမည်းတော်သီလဆောက်တည်တုန်းကလည်းဒီနမောတသပါတယ်သံဃာတော်တွေပရိတ်ရွတ်တော့လည်းဒီနမောတသကပါနေတယ်သံဃာတော်တွေကမ္မဝါဖတ်တော့ရောဒီနမောတသကပါနေတယ်ဒါခမည်းတော်လိုက်ရမှာအမတ်တမဲ့နေရမှာမဟုတ်ဘူးခုခမည်းတော်အမတ်တမဲ့နေကြတာနော်ဒါလိုက်ရမှာဒီနမောတသဟာနေရမြင်နိုင်မှာပါနေတယ်ဧကန္နဒါတခုခုပဲလို့စဉ်းစားရအဲ့ဒီနမောတသဆိုတဲ့ထဲမှာဂုဏ်တော်ကြီး၃ပါးပါတယ်အရဟတောဆိုတာအရဟံဆိုတဲ့ပုဂ္ဂိုလ်ဆင်းလာတယ်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဘဂဝါဂုဏ်တော်တွေ့ရလား၃ပါးပါတယ်အပိုက်က၅ပိုက်နမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသကလေးတွေလည်းဖယားရှိခိုးနိုင်အောင်တူတူကျင့်ကျင့်လေးပေါ့ကျဲကျဲဆိုတော့လေဘုန်းကြီးတို့ဆောင်ရွက်နိုင်ကြမှာဆောင်ရွက်နိုင်မှာဘဂဝတောဘဂဝါဂုဏ်ရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုဏ်ရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမူ၍ဖယားတပိတော်ရှိခိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ဘုန်းကြီးတို့ပြိဿအဲ့တော့ဣတိပိသောဘဂဝါလို့ဆိုရဲ့ဘဂဝါကစရလိမ့်မယ်သောဘဂဝါဣတိပိဆိုရင်ကတော့ဘုန်းကြီးတို့အရဟံကစရနော်ဘုန်းကြီးတို့ဆရာမင်းဝန်တိပိတကဆရာတော်ကြီးကတော့သောဘဂဝါဣတိပိအရဟံလို့အဲ့ဒီလိုပဋိစိတ်တာသဘာဝကြတယ်တဲ့အဲ့ဒါကြောင့်အရဟတောဆိုတာကအရဟံဆိုတဲ့ပုဂ္ဂိုလ်လာတာအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ွယ်ရာ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားလူမင်းနတ်မင်းဗျမမင်းနဲ့တကဝလူနတ်ဗျမသတ္တဝါအလုံးတို့ဤပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေသောမြတ်စွာဘုရားဒီအဓိပ္ပာယ်ရှိတယ်အရဟတောဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာကြည့်လေကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဆိုတာစိတ်ဆိုးစိတ်ညစ်တွေပေါ့လောဘဒေါသမောဟကာမကိလေသာនិဝရဏဗျာပါဒဝိပါကအိဋ္ဌာမစ္စရိယဒိဋ္ဌိအဝိဇ္ဇာဆိုတဲ့စိတ်ဆိုးစိတ်ညစ်တွေအကုန်ကင်းနေတယ်တဲ့နောက်စိတ်ွယ်ရာအရာ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ခမည်းတော်နှလုံးသားတွေကိုရောက်နေရင်ခမည်းတော်လည်းဘယ်သူမှစိတ်ွယ်ရာအရာမှလည်းကြံစီလို့မရဘူးမစိတ်ွယ်တဲ့အရာမှလည်းကြံစီလို့မရဘူးလို့နားလည်ထား အဲ့ဒါအရဟတောပုဂ္ဂ
သမ္မာသမ္ဗုဒ္ဓသာသိစရာအလုံးတို့ကိုအမှန်အတိုင်းကိုယ်တော်တိုင်သိတော်မူသောမြတ်စွာဘုရားဒါကသမ္မာသမ္ဗုဒ္ဓပုဂ္ဂိုလ်နောက်ဘဂဝါတော်ဖုံးတော်ကြည်တော်မူသောမြတ်စွာဘုရားသို့မဟုတ်ဘဂဝါတော်ဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားခမည်းတော်ကရွတ်လိုက်တော့ဘဂဝါတော်လို့ပဲရွတ်လိုက်တာအဲ့ဒီဘဂဝါတော်ဆိုတဲ့ထဲမှာဖုံး6ပါးပါသွားတယ်ဣသရိယဘုံတော်ဓမ္မဘုံတော်ယသဘုံတော်သိရရိဘုံတော်ကမ္မဘုံတော်ပယတဘုံတော်အဲ့ဒီလိုဘဂဝါလို့ရွတ်လိုက်ရင်အဲ့ဒီဖုံး6ပါးအလိုလိုပါသွားတယ်လို့မှတ်ထားနံပါတ်1ဣသရိယဘုံတော်မိမိစိတ်ကိုရောတလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရားနံပါတ်2ဓမ္မဘုံတော်မဲ့ဉဏ်ဖူဉဏ်နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား3ယသဘုံတော်မြားပြားသောအချမ်းအယံပြန့်နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား4သိရိဘုံတော်အတုမရှိသောကျက်သရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား5ကမ္မဘုံတော်အလူသန္တာတောင့်တမှုမှန်သမျှခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားပယတဘုံတော်အတုမရှိသောလုံလဝရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနံပါတ်6ကအဲ့ဒါကြောင့်ဂုံဘဂဝါပွားများပါပြိုင်လာမတုချေဆိုတာဂုံဘဂဝါကိုဘဂဝါဂုံကိုပွားနေရင်ခမည်းတော်လောကမှာပြိုင်ပဲတုပဲတောင်မရှိဘူးတဲ့အဲ့ဒါကြောင့်နမောတသကိုဒီနေ့ကစပြီးတော့အိယာဝင်တော့မယ်ဆိုရင်ရှေရှေဝေးဝေးအချိန်မပေးနိုင်ရင်နမောတသကိုပြီးပြီးသသသုံးကောက်ရွတ်ပြီးတော့ရှေခိုးအိပ်ပါခမည်းတော်နတ်တရားစောင့်ရှောက်ပါလိမ့်မယ်နော်သူတို့ကလည်းအမတန်ကြည်ညိုတာဒီနမောတသနဲ့ရှေခိုးတာနော်ဂုဏ်တော်ကြီး3ပါးပါတယ်အရဟံဂုဏ်ကစခြင်းရဲ့အရဟတော်အရဟံကစခြင်းရဲ့ဘဂဝါတော်ကစခြင်းရဲ့လေဘဂဝါတော်ဘဂဝါဂုဏ်ရှင်ဖြစ်တော်မူထသောအရဟတော်အရဟံဂုဏ်ရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူထသောတသဗ္ဗဂဝါတော်ထိုမြတ်စွာဘုရားအားနမောယောသေးမြတ်နိုးလက်စုံမိုး၍ရှိခိုးကြောပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ကလေးတွေရောလူကြီးတွေရောပေါ့အားလုံးအဲ့ဒီလိုရွတ်ဖတ်သရဆဲနေမယ်ဆိုရင်ကတော့ဘေးကင်းမှုရန်ကင်းမှုအန္တရာယ်ကင်းမှုအသက်ရှည်ဖို့လှုပ်ထားကိုင်းတာတွေအားလုံးအစင်ချောဖို့အစင်ပြေဖို့ပြီးပြည့်စုံပြီလို့နားလည်ပြီးတော့ယနေ့ခမည်းတော်လှူတက်တန်းတဲ့ကုသိုလ်ရေဆက်ချပြီး32ပုံသားတွေမျှဝေးပေးကြရအောင်ရေဆက်ခွက်ကိုကညာ
အဲ့ဒီနမောတသကြကြရွတ်ပါများရင်ခမည်းတော်နှလုံးသားတဲ့အဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ရောက်သွားပြီဆိုရင်ကတော့ခမည်းတော်ကိုဘယ်လိုလုပ်လို့မှမရဘူးဆိုတာနားလည်ထားပါ။ကံရေးသက်ကြမန္တေအရှင်ဘုရားမယံဘုရားတပိတော်